အိမ်ထောင်ရေးကဘဝတစ်ခုလုံးကိုပြောင်းလဲစေတဲ့ခီးလန်းတစ်ခုပါလူကြီးမင်းတို့ကကောင်းမွန်တဲ့အိမ်ထောင်ဦးစီးဖြစ်နိုင်လားလို့မေးလာရင်အဲ့ဒါအတွက်ဖြစ်နိုင်ပါတယ်ဒါပေမဲ့မလွယ်ကူပါဘူးဒီနေ့ဗီဒီယိုမှာတော့အိမ်ထောင်တစ်ခုကိုဦးဆောင်နိုင်မဲ့စိတ်သက်တာဝန်ယူမှုတွေကိုအချက်၅ချက်ဖြစ်အထူးတလဲပြောပြသွားပါမယ်ဗီဒီယိုလေးမစခင်ကျွန်တော်ရဲ့ YouTube channel လေးကို subscribe မလုပ်ရသေးလုပ်သွားပေးပါဦးနော်ဒါဆိုရင်ဗီဒီယိုလေးစလိုက်ကြရအောင်အိမ်ထောင်ဦးစီးဆိုတာအဖေဒါမှမဟုတ်အမေတို့လုံးမိသားစုတစ်ခုလုံးကိုစိုးမိုးရှုပ်ကင်နိုင်တဲ့အတူမဟုတ်ပါဘူးမိသားစုတစ်ခုရဲ့ဘယ်လိုအခက်ခဲမဆိုတာဝန်ယူနိုင်တဲ့သူဖြစ်ဖို့လိုပါတယ်လှုပ်ဆောင်တတ်တယ်ခံယူတတ်တဲ့စိတ်ဓာတ်ပါပဲဒါဆိုရင်ဘယ်လိုအချက်တွေကအိမ်ထောင်ဦးစီးကောင်းဖြစ်နိုင်လဲဆိုတာဖော်ပြပေးပါမယ်နံပါတ်1တာဝန်ယူမှုအိမ်ထောင်ဦးစီးတစ်ယောက်အတွက်အဓိကစိတ်ဓာတ်ဟာတာဝန်ယူမှုပါပဲလှုပ်ဆောင်ရမှာဆုံးဖြတ်ရမှာဒီအရာတွေအပေါ်တာဝန်ယူဖို့တကယ်လိုအပ်ပါတယ်ကျန်တာတစ်ခုအပေါ်မူတည်ပြီးတာဝန်မလွဲချလိုက်ပါနဲ့နံပါတ်2စိတ်ခံစားမှုမိတ်ဆွေအပေါင်းအသင်းတွေကနေရလာတဲ့ပူဆွေးမှုတွေဒါမှမဟုတ်စိတ်ဆိုးလာတာတွေကိုအိမ်ရောက်တဲ့အထိယူလာပြီးမိသားစုကိုလာရောက်ပောက်ကွဲတာမျိုးကိုမလုပ်သင့်ပါဘူးနံပါတ်3ဇာရိတနဲ့ဉာဏ်တည်မြဲမှုလူပွားမှာအရှိခံကြတဲ့အရာကဇာရိတဖြစ်ပါတယ်တယောက်ကတိမ်မွေးတယ်တယောက်ကကြမ်းတမ်းတယ်ဆိုအိမ်ထောင်မတည်မြဲနိုင်ပါဘူးအိမ်ထောင်ဦးစီးကောင်းတယောက်ရှိရင်အိမ်ထောင်တစ်ခုလုံးကိုဉာဏ်ပညာတိုးတက်အောင်ပြုပြင်ပေးနိုင်ပါတယ်နံပါတ်4ငွေကြေးစီမံခန့်ခွဲမှုအိမ်ထောင်တစ်ခုဆိုတာငွေကြေးကိုစိတ်အားထက်သန်တယ်လို့မသုံးသင့်ပါဘူးအိမ်ထောင်ဦးစီးကောင်းတယောက်ဆိုတာဝင်ငွေသုံးမဲ့အရာဒါမှမဟုတ်လိုအပ်ချက်ဒီအရာ၃ခုကိုခွဲထုတ်တတ်ရပါမယ်နံပါတ်5ဦးဆောင်ပေးတတ်မှုအိမ်ထောင်တစ်ခုမှာဦးဆောင်တတ်သူဆိုတာမိသားစုကိုဖြစ်လာမဲ့ပြဿနာတွေကနေကာကွယ်ပေးတတ်သူအောင်မြင်မဲ့လမ်းကိုပြပေးတတ်သူဖြစ်ပါတယ်အိမ်ထောင်ဦးစီးကောင်းတယောက်ရှိရင်အိမ်ထောင်တစ်ခုလုံးတည်မြဲခိုင်ခန့်နိုင်ပါတယ်မနာလိုမှုမရှိရှင်ပြိုင်မှုမရှိပဲမိသားစုကိုကောင်းစွာဦးဆောင်နိုင်ပါစေဒီအချက်၅ချက်ကိုလက်ခံနိုင်ရင်မိတ်ဆွေကအိမ်ထောင်ဦးစီးကောင်းတယောက်ဖြစ်လာနိုင်ပါတယ်ဗီဒီယိုလေးကိုအဆုံးထိနားဆင်ပေးလို့ကျေးဇူးတင်ပါတယ်ဒီဗီဒီယိုလေးကနေတစ်ခုခုရတော့တယ်ဆိုရင် comment မှာရေးတွားခဲ့ပါဦးနော်